ကောင်မငါတင်းကိုပြောနာလားငါအကျုံကောင်းကောင်းသိကြမယ်နင်တော့နော်လာလေစလိချင်းလာသမားသေသွားမယ်နော်ငါတော့သားမရဘူးနော်ဟောငါတော့သားရတာမဟုတ်ဘူးနင်စလိချင်းလာပြလိုက်လေယောက်ျားကြီးသူတို့ကသမီးဆောင်ကိုမအုပ်ဘူးသမီးကနေပြီးတော့ကိုအောင်သူတို့ဆောင်ကိုအုပ်ပလိုက်ဟုတ်ဒီပနာရောလေးလှရတယ်နော်ကိုစားပါလားဟာချစ်မစားပါဘူးဟောကိုကလေချစ်လို့ချစ်ဘူးလားလို့ချစ်လေးကိုချစ်တယ်လေဒါပေမဲ့ပါတော်ကြီးဘာလို့စားရပါလဲဝင်းနာရောကစားလို့ရတယ်ကွဟိုဝင်းချုပ်တာလေတက်တာလို့ပြောတာပဲအခုဝမ်းမှန်နေပါလေဝမ်းမချုပ်ပါဘူးကိုကလေဒါလို့ချစ်တယ်လို့အကောင်မလေးကြီးစားလေးတစ်ခါရလေးကြွားလို့မပြီးတော့သိလားဟုတ်ပါရဲ့ငါလည်းသူ့ကြည့်လို့ကိုမရကြီးစားလေးတစ်ခါရနဲ့ကဘာကြီးကိုပိုင်နေသလိုပဲသူကကြည်အန်းနာသူ့ကောင်လေးကိုနော်အဲ့ဒါကိုသူ့မှာကြွားလို့မပြီးနိုင်ဟုတ်ပါကြည့်တော့ရုပ်ကလည်းစံမြားလေးသူ့ကောင်လေးကမှချော်တယ်သူ့ရုပ်လည်းကြည့်ပါအောင်လူကငပိန်6ရိုးနော်အဲ့ဒါလူကခွေးကြိုက်တဲ့ဒုလောက်ပဲရှိတာနော်မအတင်းကိုပြောနေပါတော့ဟုတ်ဟာကောင်မကြားတော့ကြားအောင်တခြားပြောစားရှိရလေအကျုံကောင်းကောင်းသိကြမယ်နင်တော့နော်လာလေစလိချင်းလာသမားသေသွားမယ်နော်ငါတော့သားမရဘူးနော်နင်စလိချင်းလာပြလိုက်လေဟောငါတော့သားရတာမဟုတ်ဘူးနော်ကိုမဆွဲနဲ့သူပြီးသမားမနေဘူးဟုတ်ပါစောက်ခွက်ပြလိုက်စောက်ခွက်ကိုခုံရိုက်လိုက်မယ်ငါပါမှတ်နေတယ်နင်မဆွဲနဲ့ကွယ်မဆွဲပါနဲ့ဆွဲဦးလေနေပါဖြစ်နေတာလာလေစလိချင်းနှစ်ယောက်ပေးချမလားလာချစ်တော့ကောင်းဝင်ကြည့်တယ်မကောင်းဘာအကောင်လေးတားလို့နော်အကောင်မအဲ့လိုတားမရှိဘူးလေတော့မဟုတ်ဘူးအဲ့သမီးဘာဖြစ်လာတော့ဘာဖြစ်ရမှာလဲမေသမီးရီစားလေးနဲ့သမီးနဲ့အတူတူရှောက်နေတာလေအဲ့ဒါကိုအင်းမျိုးနဲ့ရတီထုံးဆိုတဲ့ကောင်မလေးသမီးကိုပြောလိုက်တာမို့ကျုံးမြင့်ချိုးရမေရစရာတော့မရှိဘူးအဲ့ကောင်မလေးခေါ်လာထွက်လို့ပါမေအဲ့ကောင်မလေးသမီးကိုတမွေးချင်းစီစွန့်နှုတ်ရှိသမျှမို့ကုန်နှုတ်တယ်လေဖေကိုဒုံးနဲ့ထိုးပြီးတင်စားပလိုက်ချင်တာသိလားဒီရဲ့စိတ်ကိုရှော့မှာပေါ့ဒီဆိုတာတိကျတဲ့စိတ်ထားယောက်ျားကြီးသူတို့ကသမီးဆောင်ကိုမအုပ်ဘူးသမီးကနေပြီးတော့ကိုအောင်သူတို့ဆောင်ကိုအုပ်ပလိုက်အဲ့ဒါလည်းဟုတ်တာပဲနော်မေဟိုကောင်မကြီးတယ်ဝတ်ထိုင်အိမ်ညာသူနဲ့လိုက်နေမသိဘူးလိုက်နေမသိဘူးခလစ်ကလာနဲ့ဟုတ်ပါနော်သူပဲနဲ့လည်းတက်သွားပြီလို့ကြားရင်တော့တရင်းကတန်းတာနော်ဝမ်းအောင်တာပြီဟိုကောင်မကြီးတယ်ငါတို့ပြောတော့သိတယ်ဆောင်ရကြော်သွားစောင့်ကြလို့ကြားတယ်ပြောရမှာပေါ့နော်အကောင်မနင်ငါတို့ပြောနေရအောင်မကြားဘူးလားဒီလောက်နေမို့ချုံးမြစ်ချုပ်ပြောတာနင်မနာတတ်ဘူးလားဟောဘာမှမဖြစ်ဘူးလားဆိုတော့ဘာမှမဖြစ်ပါဘူးဒီလိုငါအတင်းကိုဘလောက်ပဲပြောငါမေကပြောထားတယ်သူဆိုတော့တီးခံစိတ်ထားရမယ်တဲ့ပြီးတော့နင်တို့ငါအတင်းကိုမပြောရင်ငါနင်တို့အတင်းကိုအရင်ကြိုပြောပြီးသားဟမ်